အားလုံးပဲဘဝမှာလေရီစားဦးနဲ့အချစ်ဦးကိုဘယ်လိုခွဲခြားသတ်မှတ်ကြလဲမသိဘူးနော်ကိုကတော့အချစ်ဦးဆိုတာငါကိုဘဝမှာပထမဦးဆုံးနှစ်ကချစ်မိရဲ့လူတစ်ယောက်ကိုပဲအချစ်ဦးလို့သတ်မှတ်တယ်ရီစားဦးဆိုတာဘဝမှာချစ်တယ်မချစ်တယ်မသိဘူးဒီအမေပထမဦးဆုံးထားဦးရဲ့ရီစားဦးလို့သတ်မှတ်တယ်ပေါ့နော်တခါကြလို့ရှိရင်ရီစားဦးနဲ့အဲ့လိုအချစ်ဦးနဲ့တစ်ထပ်တည်းဖြစ်တဲ့လူတွေလည်းရှိမှာပေါ့နော်ကို့အတွက်ကတော့ရီစားဦးကအချစ်ဦးမဟုတ်ခဲ့ဘူးပေါ့နော်ဒီဇလန်လေးကတော့ကိုတက္ကသိုလ်ဖက်စီယာတက်တော့ပထမဆုံးထားဖို့တဲ့ရီစားအကြောင်းပေါ့နော်ကဲအဲ့ဒါဆိုရင်ဇလန်နာထောက်မအောင်ဇလန်လေးရလေဘလို့ဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီ2016ခုနှစ်လောက်ကပေါ့နော်ကိုမန္တလေးမှာတက္ကသိုလ်စတက်တော့အဲ့တော့ကိုကလည်းဆင်အောင်ပြီးချင်းဆိုတော့ရီစားလည်းမထားဖို့လေနော်ကိုရီကတော့ဆိုလို့ရှိရင်အဲ့လိုစတေးကြောင်းသားပေါ်မှာရီစားထားလိုက်ပါညာကြောင့်လည်းတင်းကျပ်တဲ့ခေတ်ဆိုလေအဲ့လိုဆိုကိုကဖက်စီရလည်းရောက်တော့ရီစားလည်းမထားဘူးသေးတော့ခါကြရီစားထားကြည့်ဖို့ချင်တာပေါ့နော်ဒီချိန်မှာတရက်ရောက်တော့ခါကြတော့ကိုရဲ့တငယ်ချင်းပေါ့နော်ကိုရဲ့တငယ်ချင်းနဲ့တူရီစားနဲ့တွေ့တာပေါ့နော်ကိုရီးယားလိုက်သွားပြရပေါ့လိုက်သွားပြီးတော့မိန်းကလေးအဲ့နေရ4ယောက်လား5ယောက်လားမသိဘူးပါပေါ့နော်အဲ့လောက်မိန်းကလေး5ယောက်နဲ့ပြီးတော့ရှင်အဲ့ဒီဖေကမန္တလေးတောင်ဖေကမှတွေ့ရတဲ့နဲ့မမတ်မိတော့နေရအောင်တော့လေမန္တလေးတောင်ပေါ်မှာချင်းကြရပေါ့နော်ချင်းကြတော့ကိုဒီမိန်းကလေး9ယောက်သွားတယ်ဟိုဖေပေါ်ရောက်တော့ကြတော့ကိုတငယ်ချင်းရေးစားကလည်းပဲသူ့ရဲ့တငယ်ချင်းနဲ့ခေါ်လာပေါ့နော်အဲ့ချိန်မှာအဲ့သူ့တငယ်ချင်းတွေကတယောက်ကကိုစိတ်ဝင်စားဒါပေမဲ့ကိုကလုံးဝမရင်းမိဘူးအဲ့နေ့တော့တငယ်ချင်းတွေသွားလာစားရတော့တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပြန်လာပြီးတော့ခါကြတော့ညနေပြန်ရောက်တော့အဲ့ဒီတငယ်ချင်းလာပြောပေါ့နော်အေးပေါ့ငါကောင်လေးရဲ့တငယ်ချင်းဟာပေါ့နင်ကိုစိတ်ဝင်စားလို့ပေါ့အဲ့ဒါနင်တို့ဘယ်လိုသဘောရလဲဆိုပြီးကိုလာမေးရကိုကခါအဲ့တော့လုံးဝအဲ့တယောက်လုံးဝသတိမထားမိဘူးပေါ့နော်သတိမထားမိတော့ချင်းခါကြတော့ဘယ်သူလဲပေါ့ပြန်မေးရဘယ်သူလဲပေါ့ပြန်မေးသူကလည်းဘယ်သူပါပေါ့နေဟိုမဖြူလားပေါ့သူကနေကိုစိတ်ဝင်စားရဲပေါ့ဗညာနဲ့အဲ့လိုပြောခါကြတော့နင်ကအဲ့တော့ပြောတော့မနှမ်းပြမျက်စိထဲမှာလည်းတော့မမတ်မိရောလေနော်ကိုကတော့တပုံးဘယ်လိုပြောမလဲတဘောလည်းမကြောက်ဘောနော်ရမ်းမဲ့ထားရတာပေါ့နဲ့ဒါမဲ့တငယ်ချင်းတငယ်ချင်းတယောက်တည်းမဟုတ်နော်အဲ့အတူပါလာတဲ့တငယ်ချင်း3-4ယောက်ပေါ့2ယောက်3ယောက်ကလည်းကိုကိုလာပြောပါနော်အေးအဲ့နေ့အဲ့ကောင်လေးတယောက်ကပေါ့နင်ကိုစိတ်ဝင်စားနေပေါ့သူ့နာမည်ကိုမောင်မောင်လို့ပဲပြောလိုက်မယ်နော်ပြောလို့လွယ်အောင်လို့မောင်မောင်ပဲထားလိုက်ပါတော့မောင်မောင်နင်ကိုစိတ်ဝင်စားနေတာပေါ့ငါတို့အဲ့နေ့ရိမ့်မိရဲပေါ့နင်ကိုကြည့်ညာပေါ့ဗာညာနဲ့အဲ့လိုပြောတာကိုကိုကခကြလုံးဝတတိမထားမိရောလေရမ်းမဲ့ထားပါတော့တရက်2ရက်နောက်ခကြတငယ်ချင်းညာအဲ့လိုလာပြော5ရက်စက်တိုက်ရှိတော့ခကြတည့်ရတာရီစားလည်းမထားဘူးဆိုတော့အခုကဖက်စီယာကျောင်းသူတွေဆိုနည်းနည်းရင်ခုန်တာပေါ့နော်ရင်ခုန်တော့ခကြတော့အေးဟုတ်ပြီပေါ့အစင်ကသူနဲ့စကားပြောကြည့်မယ်ပေါ့နော်အဲ့နဲ့အဲ့ဒီတငယ်ချင်းကလည်းပဲသူ့ကောင်လေးကနေတဆင်အဲ့ဒီမောင်မောင်ပေါ့နော်ကျမရဲ့Facebook account နေပါညာအကောင်တော့ပေးလိုက်ပြီးတော့ကျမတို့စကားပြောကြည့်ကြရပေါ့နော် line ပေါ်မှာစကားပြောကြည့်ပြီးတော့အဲ့လိုမျိုးနဲ့စကားပြောကြည့်ပြီးတစ်ပတ်တော့ကြာခါအပြင်မှာတွေ့ဖြစ်တယ်ပေါ့နော်အပြင်မှာတွေ့ဖြစ်တော့လဲဒီမှာဘယ်လိုပြောမလဲသူကတော့ကိုယ်ဖွင့်ပြောတာပေါ့အတိတ်ကအဲ့ဒီတော့ခါကျအရင်ရင်ခုန်နေဆိုလေရီစားလည်းမထားဘူးအချင်းကကြောင့်လေချစ်တာမချစ်တာအဲ့လိုမျိုးမသိဘူးတဲ့မလားငါရီစားထားဖို့ငါထားကြည့်လိုက်မယ်ပေါ့ထားကြည့်လိုက်မယ်ပေါ့နော်အဲ့လိုစိတ်ရွေးရှိရပါတော့အဲ့အဲ့တယောက်အဖြေပေးလိုက်တယ်ပေါ့အဲ့မောင်ဆိုတဲ့တယောက်အဖြေပေးလိုက်တယ်အဖြေပေးပြောလေအဲ့လိုဆက်ဦးဆုံးတပတ်လောက်ကတော့နည်းနည်းပြောတယ်ဆိုဒီအတိုင်းရီစားစထားရဆိုအဲ့လိုပဲပေါ့ညဆိုဖုန်းလေးပါညာပြော easy ကလေးပါညာဒါမဲ့လည်းနောက်ပိုင်းခါကြလေလူတယောက်နဲ့တယောက်လေအချစ်နေစရိုက်တယ်မတူတဲ့ခါကြလို့ရှင်လုံးဝဘယ်လိုပြောလဲစကားပြောလို့ပေါင်းဖက်ဖို့နေတတ်တာပေါ့နော်စကားပြောဖို့ဆိုလို့တော်တော်ခက်ခဲတယ်ပေါ့နော်ဘလို့အကြောင်းရတွေကတော့အများကြီးရှိတယ်ဒါမဲ့တချို့ဟာတွေကိုတော့မပြောတော့ဘာလို့တင်မလားနည်းနည်းသူများမကောင်းကြောင်မပြောချင်လို့ပေါ့နော်ဒါမဲ့အဲ့တခုကခါကြပါလဲဆိုလို့ရှိရင်ဘာသာရေးအကြောင်းသူက Christian ပေါ့နော်သူကတိုင်းရင်းသားကျမလည်းတိုင်းရင်းသားပါပဲဒါပေမဲ့ကျမကဗုဒ္ဓဘာသာဆို
ကျမတို့ချင်းတွေ့တဲ့အချိန်တိုင်းမှာလေကျမကကြတော့အဲ့လိုဘာသာရေးပါနေကျမတိတ်စိတ်ဝင်စားဆိုတာအဲ့လိုမျိုးမပြောချင်ဘောနော်မဆွေးနွေးချင်ဒါပေမဲ့သူကခါခရစ်ယာန်ဆိုတော့လေဘယ်လိုပြောမလဲအဲ့ချင်းတွေ့ဆိုလို့ရှိရင်ဘာမှလည်းမဟုတ်ပါနဲ့လေနေကဗုဒ္ဓဘာသာကိုယုံကြည်ရပေါ့နေစိတ်ထဲမှာဗုဒ္ဓဘာသာနဲ့ခရစ်ယာန်နဲ့ဘယ်ဟာပို့ပြီးတော့ဟိုဟာဖြစ်တယ်လို့ထင်လဲပို့ပြီးတော့တကူကြည့်ရလို့ထင်လဲပို့လားအဲ့လိုမျိုးကြီးတွေပေါ့နော်ပြောကျမပြောချင်တာသမီးရေးစားချင်းတွေ့ရဒီလိုကိစ္စမှပြောနေတည်ရမလားအဲ့လိုမျိုးကြီးတို့လေအမြဲတမ်းနေငါတို့ဖျားเจ้าလာတက်ငါတို့ခရစ်ယာန်နဲ့ဝင်ပါဖြစ်နေပဲအဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုမျိုးအမြဲတမ်းနေချင်းတွေ့ရအဲ့လိုပြောတာအရင်စိတ်ကုန်နေတယ်လားကိုကအဲ့လိုမျိုးကြီးတွေကိုဘယ်လိုပြောမလဲကိုအတင်းကျပ်လာပြီး control လုပ်တာကြီးပါညာတော့ကွာအရင်မုန်းနေအဲ့လိုဆိုလေအစင်မပြေဘူးနော်အဲ့ဒါလည်းအစင်မပြေမှုတွေကတစ်ခုပါပဲကျမတကယ်ကြီးတယ်မလဲခရစ်ယာန်နေရှိပါတယ်ပြီးရင်ကျမတော့အဖိုးဆိုတာခရစ်ယာန်နေပဲဒါပေမဲ့ဘာသာရေးတဲ့ဟိုဘာဘယ်လိုပြောမလဲဘာသာတရားတိုင်းကိုလေးစားတယ်ပေါ့နော်ကိုဆိုလို့ရှိရင်လည်းခရစ်စမတ်ဘာညာဆိုဖះเจ้าတော့တက်တယ်ပြီးတော့ရှင်ဘယ်လိုပြောမလဲဖះတဲ့ချင်းတွေတော့ဆွဲပြီးမို့လို့စားအဆင်ပြေဘာမှမပြောကျမဘာသာတရားတွေအဲ့လိုခွဲခြားတာတိတ်မရှိဘူးဒါပေမဲ့ကျမတို့အတင်းလေနီတို့ဘာသာနဲ့ငါတို့ဘာသာနဲ့ဘယ်ဟာပိုကောင်းလဲဘာညာလာညင်းလို့ရှင်တော့ကျမမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးနဲ့အဆင်မပြေတာတွေကအဲ့လိုမျိုးပဲတဖြည်းနဲ့များစကားများဘာလို့နေဘာဖြစ်လို့လိုမျိုးပြန်ပြောနေရလဲတမီးစားချင်းတွေ့ရဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးစကားများပြီးအချို့အရာတွေလည်းရှိတယ်ပေါ့နော်အဆင်မပြေတဲ့အကြောင်းအရာအဲ့နဲ့တွေ့တော့တလားပြေခံနေလောက်ထင်တယ်ပေါ့နော်အဲ့ချိန်တော့ခါကြတော့ကျမတီးမခံနိုင်တော့ကိုတီးလာတဲ့မှာဒီတယောက်ကြီးကိုမချစ်ဘူးဒီမှာကရေးစားထားကြည့်ဘူးချင်လို့ပဲငါဟိုအဖြစ်တာအဲ့လိုပုံစံမနော်အဲ့လိုဆိုကိုကလည်းသူ့လည်းအဲ့လိုကိုလည်းမကြိုက်ပဲနဲ့ပေါ့နော်ဒါအကြာကြီးလည်းဝမဖြစ်ချင်လို့ဆိုကိုလည်းကိုစိတ်ကိုတီးရနဲ့တခါလည်းသူဖုန်းဆိုင်ပြောလိုက်တာပေါ့နင်းပေါ့နော်ငါပေါ့ငါနေကိုဘယ်လိုပြောမလဲဒီနေ့ကလည်းရှေ့ဆက်မဖြစ်နိုင်တော့ဘူးပေါ့နော်ငါလည်းနေကိုမချစ်တော့ဘူးပေါ့ဘာညာနဲ့အဲ့လိုမျိုးပြောရင်းနဲ့နေတဲ့ငါ့ကိုလာမနောက်ရှက်ပါနဲ့ပေါ့ဘာညာနဲ့ပြောရလမ်းခွဲလိုက်တာပေါ့နော်ဖုန်းထဲကနေပဲလမ်းခွဲလိုက်တာအဲ့ချိန်မှာသူကနေပေါ့နေငါ့ကိုလမ်းခွဲဟုတ်လားနေငါ့ကိုလမ်းခွဲငါလုံးဝလက်မခံနိုင်ဘာညာနဲ့အဲ့လိုပြောဒါပေမဲ့ကိုကတော့ပြောပါမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့လိုပြောဖုန်းချလိုက်တာပေါ့နော်ဒါဆိုသူကဖုန်းလေးစတိုက်ခေါ်တယ်ဒါပေမဲ့ကိုကအဲ့လိုပေါ့နော်အဲ့လိုပေါ့မကိုင်းချင်တော့လေနော်မကိုင်းအဲ့နဲ့သူကနေပြောကျမကိုဖုန်းခေါ်လို့မရခဏသူကကျမတန်ရဲ့ချင်းနေမှန်မြောက်ဖုန်းခေါ်သူကျမတန်ရဲ့ချင်းနဲ့လေသူတွေ့ဖို့ဟိုဘာလို့လဲဆိုတော့ကျမတို့တွေကအပြင်မှာအဲ့လိုတန်ငယ်ချင်းတွေအုပ်စုလိုက်တွေ့ပြီးမှကျမရေးစားဖြစ်တာဆိုလေနော်ဒါကျမတန်ငယ်ချင်းအဲ့လိုအကောင့်တွေပါညာခဲ့တီတော့သူတယောက်ချင်းစီကိုဖုန်းဆက်တာဖုန်းဆက်ပြောကျမနာမည်ကိုပြောပါတော့သူ့ခေါ်ပြီးကျမတန်ငယ်ချင်းနဲ့ကျမကိုလာပြောရပေါ့နေအဲ့တယောက်ကမနေကိုနင်းနဲ့ဖုန်းပြောချင်တာတဲ့ဘာညာနဲ့တော့ကွာမပြောချင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုငါမပြောဘူးနင်းတို့လည်းထားလိုက်အဲ့လိုပဲထားတာပေါ့အဲ့လိုနဲ့အဲ့နဲ့သူကတငယ်ချင်းတွေဖုန်းဆက်ပြောခါကြတော့အခါတရက်ပေါ့နော်အဲ့လိုဖုန်းဆက်တိုက်ဆက်တာတရက်2ရက်လောက်လာမသိဘူးတိတ်တော့မမီအောင်ကြာပြီးတော့လေနော်တရက်ခါကျတော့သူကကျမတငယ်ချင်းတယောက်စီဖုန်းဆက်ပြောခါကြတော့အေးပေါ့နော်ငါအခုတို့လာတွေ့မယ်ပေါ့တို့အခုအဆောင်ရှိထွက်ခိုင်းလိုက်ပေါ့ကိုကအဲ့တော့မန္တလေးမှာကျောင်းတက်နေရဆိုအဆောင်နေရပေါ့နော်တို့အဆောင်ရှိမှထွက်ခိုင်းလိုက်ပေါ့နော်ငါတို့ထွက်မလာမချင်းငါစောင့်နေမှာပေါ့ငါတုံးလေးစကားပြောမရမှာအဲ့လိုမျိုးကျမတငယ်ချင်းပြောရပါတော့ကျမတငယ်ချင်းလည်းအဲ့နဲ့ကျမတို့လာပြောဟေးပေါ့မနေကိုဒီနေ့တနေ့ကုန်စောင့်နေမယ်တဲ့နေမထွက်လာမချင်းတို့မပြေဘူးလို့ပြောရပေါ့နော်အဲ့နဲ့ကိုကလည်းငါတော့မတွေ့ဘူးငါကြောက်တယ်ပေါ့ဘာဖြစ်လဲညအဲ့ချင်းလေကိုလည်းကြောက်တယ်ပေါ့နော်ကြောက်ကယောက်ျားလေးတယောက်ကိုစောင့်နေမထွက်မလာချင်းတော့ပါညာဆိုကိုလည်းနည်းနည်းကြောက်တာနဲ့ပြီးတော့တွေ့လည်းမတွေ့ချင်တာနဲ့အဲ့နဲ့ကိုလည်းဟိုမှာပဲနေလဲတာမလို့အခန်းထဲမှာနေရတငယ်ချင်းကလည်းအဲ့ဆိုလည်းနေအပြင်ထွက်နေပေါ့နော်ဒီနေ့နေတခုဝယ်ရရှိလာငါတို့နေကိုပြီးဝယ်ပြီးမယ်ပေါ့ဘာညာအဲ့လိုပြောဟာနဲ့နေလေဘောနော်နေလေထမင်းစားချိန်တော့ခါကြတော့အဆောင်မှာဆိုထမင်းထွက်ဝယ်ကြလေနော်ထမင်းထွက်ဝယ်တော့တငယ်ချင်းတဲ့ခါကြတော့နေထွက်မဝင်နေပေါ့ငါတို့နေတော့ဝယ်ခဲ့ပြီးမယ်ဆိုတော့တငယ်ချင်းတွေကထမင်းထွက်ဝယ်တဲ့အချိန်အဆောင်ရှိမှာတို့သွားချောင်းကြည့်ကြတာပေါ့နော်တို့ရှိနေသေးလားပါလားညာဆိုပြီးတော့သွားချောင်းကြည့်ကြရဲ့အချိန်မှာလေတကယ်ဟုတ်လားမဟုတ်လားမသိဘူးဘာလို့လဲဆိုတော့ကျမမျက်လုံးနဲ့ကိုရမြင်တာတော့မဟုတ်ပါတော့ဒါပေမဲ့ကျမတငယ်ချင်းနဲ့မြင်ခဲ့ရခါကြအဲ့တယောက်ကလေသူ့ရဲ့လက်မှာဓာတ်ကင်ထား对လားဓာတ်ကင်မျိုးခါကြစောင့်နေရအဆောင်ရှိမှလေရတီဟို打လိုက်ဒီဖက်သွားလိုက်အဲ့နဲ့တငယ်ချင်းနဲ့နေပြီးတို့တွေ့ပြောခါကြတော့ပြီးတာကြတငယ်ချင်းအကုန်ချွေးနေ对လားဟဲငါတို့မအဆောင်ရှိမှတွေ့ခဲ့သူ့လက်ချင်းကဓာတ်နေဆို
哦，哎你前年这个家来不交来他交不了的可能动了嘞，吹的太不要嘞，前年嘞也太没来不喽，唔身上咩啊，那么丢的啦，我嘞，好正边对面不喏，我爸不咯我啊也没带来带来半年不喏，但么前看啥偏你前我嘞的给我叫啦不通了嘞，我爸咯那么对的。教育要动了嘞，吹成一遍了，等你进来嘞，爸妈们别不都对这问哪个苗，上来问哪个苗，上我的些你们教呢，啊不是人家不是等你进来了，我比那么年啊毕业不喏，后来人家教育这个都顶问哪不弄不来，把人家咯人家教育不喏，啊呢，哇老天呢。年内超买帮我讲老疼的，你那贸易比我前还在都变化吧，然后都变化着，等你现在短几笔啊，我以前还在都变了嘛变了着。但是那段机票我哋都上去嘛，唔许到喎，他们许到情况下咯，而且麻烦过来啊，多把啲嘢喎，然后咪等你個，一路接手片啊，看你嘛唔嚟嘅對啦，我跑咗唔嚟嘅係咪對？對喎，因為他們對下嚟講埋哋嘅，咁樣他對嘅喏，是睇話人哋好好過來啊，踢開的呀，人嚟人你有嘛喎？啊呢，路話票票，然後一開始嚟都唔見呢喎，都唔見呢咯，情況下爬落嚟做咗先。这怎么等于这么的苗头，一下子看来不要对了，本来的嘛有别的要加来做的些耶，对了，都谁多啊？来看呢？都两块看来呀，吧？你谁多啊？这么难来的？他们把路就往那么撇了，那么撇起来谁不弄的？给我熬单价的他对吧？这么等于么没有一下子看来吧？这么等于今年我说的，俺那要尽量加一不喏，哇，俺那要配么表演啊？不是你不是？都要睇唔好呢，今晚呢。包呢等眼睛都要离了了，公路段里没新家呢我呢，大比一下子看到标的了，把老大熬单价来着路去，那就把那个今天拉标不？你一下好毛，我一下子拉标一包，反正那够拉标啊，标好再来，俺那冬天难怪来白说什么都牛，一下子还被拉标八倍标，那都给啥？你这个都你弄啊，我们都发现你们再不走你都不老不来，你在的时候是你懂得对呢，你俺那么晒呢，都没有标了不喏。我说等年轻人都识多不喏，多吧了说，都没有来那小路不喏，把这伢别抬走不要啊，那反正等下进来都不落来的抬那慢慢咪咯，说不了不么嘞，谈的啦上那家不要来不要，那买你来的多来找，这个就为呢嘛啦上那对啦。即嘛，但多带点半日就多嘞，多教会呢嘛，有种所以要呢，所以要不要多面那里都没有不得表咩，过里但是个呗，嘛面上那的啦，人家不可能不录嘛，对，面龙也了，头发脱的面龙里那的都没有，但你今天说过边那嘛，你不要，你别嘛多呢，还有你别那嘛你别嘛，我呢，慢慢找到特别那把老铁，没有听来，但是今年面人长得长身过，别那嘛哩，လက်တွေပြီးပါတက်ရတာပါနော်တော့ကြအကောင်တစ်ခုပြီးလာပြီးတစ်ခုကိုဝင်လုံးမှာဆိုလို့ကနော်လိုမျိုးနဲ့အဲ့ဒီရဲ့ဟာကြီး trauma ရသွားသေးလားမန္တလေးမှာလေဘယ်လိုပြောမလဲအဲ့ဒီအဖြစ်ဖြစ်ပြီးတော့မန္တလေးမှာလေဘယ်သွားလေတို့ကျမကိုလိုက်ချောင်းနေမယ်ဆိုအဲ့ trauma ရသွားတို့တကယ်တော့ချောင်းနေမှာလေချောင်းမှာပါနော်ဒါပေမဲ့လေအဲ့ trauma ရလေတော်မပြောက်တနေ့လောက်ကြာတော်ရွလေကိုမန္တလေးတော့ဟာတိုင်းလေ我不用那样说，门子里装来，门子里嘛，给晒是来，你呀来么咯？哇，我谁条嘛哩多的看啊，那我来炒米的你啊，都好弄嘛，都没有一点，谁敢没弄来片的炒嘛不喏？trauma 的多过呀开的都多了，加比我来了，那老前个了家头嘛，我当6岁你啊，都都没有。老多我呢，都来都玩来多半下，就不要老闹半嘛。前下古啥别抓我呢，都不要来爱我。他说，他说不忘嘛，一下乌他不要，一下乌啊，有我呢，偏偏那种对呀，没得呀的吧？给新努力哦，把里面没得呀些家人，一下乌呢不代表，我们慢慢别抓了呀呢，拜拜。